ဒီနေ့ချိုးကတငယ်ချင်းနဲ့ lunch date လေးကိုစီရိုနာဒုတိယထပ်က Chinese restaurant လေးမှာသွားစားဖြစ်ခဲ့ပါတယ်ဒီ restaurant လေးကိုလေဟိုတလောကဘလော့တကူတွေးလိုက်တယ်ပေါ့နော်အဲ့မှာ Chinese food စစ်တွေရမယ်ပြီးတော့ဈေးကလည်းဆက်လိုက်လေးတွေကိုမှတတ်တာတယ်ပေါ့နော်အဲ့လိုဆိုတော့ကိုကလည်း Chinese food lover ဆိုတော့သွားစားကြည့်မယ်ဆိုပြီးတငယ်ချင်းနဲ့တိတ်ပြီးသွားလိုက်တာပေါ့နော်ဟိုရောက်တော့ချိုးပေါ့နော်ဒါကတော့သူ့ရဲ့ဆိုင်နေထားပေါ့နော်အဲ့နဲ့ချိုးတို့ဘာမှမလုပ်ရလဲဆိုပြီးတော့တချမ်းမီနူတောင်းကြည့်လိုက်ပါတယ်တော့မီနူမှာအလာကတ်ရဲ့ဆက်မီနူဆိုပြီးရှိရပေါ့နော်ဆက်မီနူမှာကျတော့သူက AB ခွဲထားရပေါ့နော်ဆက် A ဆက် B ခွဲထားတယ်တစ်ဆက်ကိုမှဘလောက်လို့ထင်လဲဒီစီရိုနာဟိုတယ်ရဲ့ဒုတိယထပ်မှာဖွင့်လာတဲ့ Chinese restaurant မှာတစ်ဆက်ကိုမှမြန်မာငွေကျပ်3000ကျပ်တိတိရနေတော့ဒီရည်ပါမယ်နော်သူကဆက်ထဲမှာလေဆက် A ဆက် B ဆိုပြီးသူကတစ်ဆက်ထဲမှာဆိုရင်အသား2မျိုးနောက်အသီးရွက်ကြော်1မျိုးစုပ်တစ်ခုပြီးတော့နောက်ဟင်းရည်ဆက်တာအခုလာချတာရဲ့ဆက်မီလိုတွေမှာပါတယ်ပေါ့နော်ဒီဘက်ကအမဲသားရယ်ဟိုဘက်ကဝက်သားရယ်စက်သားတော့1မျိုးလောက်ပဲပါတယ်ဟို